Omolomina Yellow Ruby Salmon နော်အဲ့ကောင်ကြီးသူ့ရဲ့ပင်ကြီးကတော့တော်တော်ကြီးကိုကြီးသွားပါပြီကျွန်တော်လော်ဝါနဲ့တော့မှတော်တော်ကြီးကြီးတာပေါ့သူကအခုဘာပြဿနာတက်လဲဆိုနောက်ထွက်တဲ့ရက်နဲ့သေးသွားတာပေါ့နော်သေးသွားတာဘာလို့လဲဆိုတော့အောင်းမအိုးမအမြစ်တွေဒါကျက်နေဒီကောင်ကလေအိုးမဒါအမြစ်တွေကျက်နေဆိုသူ့ဒီထက်ကြီးရဲ့အိုးနဲ့ချိန်မှရတော့ကလူထဲမဲ့အိုးပေါ့နော်ခုန15လက်မအိုးအခုက16လက်မအိုးနော်ဒါမျိုးထဲမဲ့hyponess ကအားစေးပေါ့နော်အဲ့ကောင်ထဲဒါကတော့အိုးချင်းပြီးသွားပြီပေါ့နော်ဒီပင်ကြီးကို16လက်မအိုးနဲ့အောက်ကရေခံပြားနဲ့ရေကလေးဆက်ဆက်လေးထားတာပေါ့နော်အခုရသေးဘူးပူတော့သူ့အလုံးမလေးထားတာပြီးတော့ပါပြီပရိချင်းတဲ့ကောင်ပူကြီးလာဖို့မျှော်လင့်တာပေါ့နော်ကြည့်